အသက်အာမခံအကြံပေးဆိုတာမိတ်ဆွေတို့ဘန်တွေကပတ်စံကိုမျက်စိကျနေရလားဒါမှမဟုတ်မိတ်ဆွေတို့မိသားစုအနာဂတ်လုံခြုံစိတ်ချစေဖို့တကယ်ပဲဖြေရှာပေးနေတာလားဒီမနက်ဖြန်တိုင်းအတွက်စိတ်ချလိုက်အစီအစဉ်မှာအချိန်10မိနစ်တည်းပေးုံနဲ့ဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနက်ဖြန်တိုင်းအတွက်စိတ်ချလိုက်အသက်အာမခံအကြံပေးဆိုတာပတ်စံရှိတဲ့သူတွေကိုပဲရွေးကူညီပေးနေရတာတကယ် professional အာမခံအကြံပေးပြောတာနားထောင်ကြည့်အောင်တကယ် professional အာမခံအကြံပေးတယောက်ဆိုတာကမိတ်ဆွေတို့ရဲ့ bank account တွေကခင်ကန်းတဲ့နေကိုပဲကြည့်ရမှာမဟုတ်ပါဘူးမိတ်ဆွေတို့ရဲ့မိသားစုလိုအပ်ချက်နဲ့အနာဂတ်လုံခြုံစိတ်ချမှုအတွက်ကိုရှေ့တန်းတင်ပြီးစဉ်းစားပေးတာပါဘလောက်ပဲငွေတွေပုံနေပါစေမိတ်ဆွေတို့နဲ့အမှန်တကယ်ကိုက်ညီမှုမရှိတဲ့အာမခံအစီအစဉ်မျိုးသာရွေးချယ်ထားမိမယ်ဆိုရင်တကယ်အခက်အခဲနဲ့ကြုံလာတဲ့အခါမှာအနှစ်သာရရှိတဲ့အထောက်ပံ့မျိုးဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့်ကျမတို့အာမခံအကြံပေးရဲ့တာဝန်ကအယောင်သမားဆိုတာထက်ကျော်လွန်ပြီးတော့မိတ်ဆွေတို့ရဲ့ဘဝအတွက်အသင့်တော်ဆုံးနဲ့အထီးရောက်ဆုံးအကာအကွယ်တွေရရှိစေဖို့အတွက်ကိုအလေးထားပြီးတော့မှကိုညီဆောင်ရဲ့အကြံပေးနေတဲ့သူတွေပဲဖြစ်ပါတယ်ဆိုတော့အသက်အာမခံအကြံပေးဆိုတာပတ်စံကိုပဲကြည့်ရလားဒါမှမဟုတ်မိတ်ဆွေတို့ရဲ့မိသားစုလုံခြုံစိတ်ချစေဖို့အတွက်အကောင်းဆုံးဖြေရှာပေးနေရလားဒီလောက်ဆိုရင်မနက်ဖြန်တိုင်းအတွက်စိတ်ချရအောင်ဘာတွေပြင်ဆင်ရမလဲဆိုတော့တည်ပြီးလောက်ပြီထင်တယ်ထပ်သိလို့တဲ့မေးခွန်းတွေရှိနေ comment မှာမေးထားလိုက်နော်အားလုံးလည်းနောက်တစ်ပတ်စနေမှာပြန်တွေ့မယ်